အားလုံးပဲမင်္ဂလာပါလူသားတယောက်ကနောက်လူသားတယောက်ပေါ်ဘလောက်ထိရက်ဆက်နိုင်တယ်လို့လူချင်းမင်းတို့ထင်ပါတယ်လေဆရာဝန်တယောက်ရဲ့လက်ကလူသားတွေကိုကယ်တင်ဖို့မဟုတ်ဘဲငရေစခန်းကိုပို့ဖို့ဖြစ်နေခဲ့မယ်ဆိုရင်ရောဟုတ်ပါတယ်ဒီနေ့မှာတော့ဒုတိယကမ္ဘာစစ်တွင်းကနာဇီဂျာမနီတို့ရဲ့အော်ရှဝစ်ဂျင်းစခန်းမှာတင်မင်းတမန်လို့အမည်တွင်ခဲ့တဲ့ဒေါက်တာဂျိုးဇက်မန်ဂလေးအကြောင်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ်သူကဆေးပညာကိုအသုံးချပြီးတော့လူသားမျိုးနွယ်ပေါ်ဘလို့ကြောက်မဲ့ဖွယ်ရာစမ်းသပ်မှုတွေလုပ်ခဲ့တယ်လေစစ်ကြီးပြီးတဲ့နောက်မှာရောဘယ်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ဆိုတာအဆုံးထိနားဆင်ပေးကြပါအောင်ဗျဂျိုးဇက်မန်ဂလေးကိုဂျာမနီနိုင်ငံရဲ့ချမ်းသာတဲ့မိသားစုဖြစ်တဲ့ဖခင်ကားမန်ဂလေးနဲ့မိခင်ဝါဘာဂါတို့က1912ခုနှစ်မတ်လ16ရက်နေ့မှာမွေးဖွားခဲ့ပါတယ်ဂျိုးဇက်မန်ဂလေးကအကြီးဆုံးသားဖြစ်ပြီးတော့ကာဂျူနီယာနဲ့အလွိုက်ဆိုတဲ့ညီမဦးရှိပါသေးတယ်သူကငယ်စဉ်ကတည်းကပညာထူးချွန်သူဖြစ်ပြီးတော့ဂီတအနုပညာနဲ့စကီးစီခြင်းတို့ကိုဝါသနာပါသူဖြစ်ပါတယ်1924 1930ခုနှစ်တွင်မှာလက်ရရင်လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ကြီးမြတ်သောဂျာမန်လူငယ်များအဖွဲ့ချုပ်ကိုဝင်ရောက်ခဲ့ပါတယ်1929ခုနှစ်မှာတော့ဒေသနာယအဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပါသေးတယ်1930ခုနှစ်အထက်တန်းပြီးဆုံးပြီးတဲ့နောက်မှာမြူနစ်တက္ကသိုလ်မှာစိတ်ပညာကိုသင်ယူခဲ့ပါတယ်မနုဿဗေဒဆိုင်ရာပါရဂူပွဲရရှိခဲ့ပါတယ်သူကသိပ္ပံနည်းကျလူမျိုးရေးခွဲခြားမှုကိုထောက်ခံသူတီယိုဒိုမော်လီဆင်ရဲ့လက်အောက်မှာ၄နှစ်ကြာပညာသင်ယူခဲ့ပါတယ်1932ခုနှစ်မှာတော့စစ်ပြန်များဖွဲ့စည်းဖြစ်တဲ့ဒေယာစတေဟန်ခေါ်တန်ဦးတို့ဖွဲ့စည်းကိုဝင်ရောက်ခဲ့ပါတယ်1938ခုနှစ်ဇန်နဝါရီလမှာတော့ဂျိုးဇက်မန်ဂလေးကဖရန့်ဖို့မြို့မှာရှိတဲ့မျိုးဗီဇနဲ့လူမျိုးစုတန်ရှင်းအဖွဲ့အစည်းကိုဝင်ရောက်ခဲ့ပြီးတော့အမွာဘူးသူတေသနာကိုအထူးစိတ်ဝင်စားတဲ့မျိုးဗီဇပညာရှင်အော်တမာဖရိုင်ဟာပွန်ဖာရှူဝါနဲ့တူအလုပ်တူလုပ်ခဲ့ပါသေးတယ်မန်ဂလေးကနှကန်းခွဲအာကောင်ခွဲနဲ့မေးစီခွဲခြင်းတို့ကိုဖြစ်ပေါ်စေတဲ့မျိုးဗီဇဆိုင်ရာအချက်လက်များကိုအဓိကထားလေ့လာခဲ့ပါတယ်အဲ့ဒီအကြောင်းအရာနဲ့ပဲ1938ခုနှစ်မှာဖရန့်ဖို့တက္ကသိုလ်ကနေစေပညာဒေါက်တာဘွဲ့ကိုဂုဏ်ထူးဖြင့်ရရှိခဲ့ပါတယ်1938ခုနှစ်မှာတော့မျိုးဗီဇနဲ့လူမျိုးစုတန်ရှင်းအဖွဲ့အစည်းမှာပဲအမြဲတမ်းလက်ထောက်ဖြစ်ခန့်အပ်ခံရပါတယ်သူ့ရဲ့တာဝန်ကအစိုးရလှုပ်သွင်းမှုဂျာမန်နိုင်ငံသားဖြစ်ခွင့်တဲ့လိုအပ်တဲ့အာရီယန်တပ်တွေကန်လက်မှတ်လျှောက်ထားသူများရဲ့လူမျိုးစုနောက်ခံကိုစစ်ဆေးပေးရတာပဲဖြစ်ပါတယ်1939ခုနှစ်ဇူလိုင်လ28ရက်နေ့မှာတော့မန်ဂလေးကလိုက်မြို့မှာစစ်ကူတမှုတင်နန်းစဉ်ဖြစ်လုပ်ကိုင်နေစဉ်တွေ့ဆုံခဲ့တဲ့အာရင်ရှုံးဘိန်းနဲ့လက်ထပ်ခဲ့ပါတယ်1944ခုနှစ်မှာတော့ Rob လို့အမည်ရှိတဲ့တာတိုဦးကိုဝေးဖွားခဲ့ပါတယ်မန်ဂလေးက1939ခုနှစ်မှာနာဇီပါတီ1938ခုနှစ်မှာ SS လို့ခေါ်တဲ့ Schutzstaffel တပ်ဖွဲ့တို့ကိုဝင်ရောက်ခဲ့ပါတယ်1938ခုနှစ်မှာပဲတောင်တက်ခြေလင်တရင်မှာခြေကန်စစ်ပညာသင်တန်းတက်ရောက်ခဲ့ပြီးဒုတိယကမ္ဘာစစ်ကြီးစတင်လို့လာနေငယ်ကြတဲ့ချိန်1940ပြည့်နှစ်ဇွန်လမှာတော့ဂျာမန်လက်နက်ကင်တပ်ဖွဲ့မှစစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်မကြာမီမှာပဲမန်ဂလေးက SS တပ်ဖွဲ့ရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်တဲ့ဘာဖန် SS မှာစေဘက်ဆိုင်ရာဝန်ဆောင်မှုပေးရန်မိမိသဘောဆန္ဒလျောက်စည်ရင်ပေးသွင်းခဲ့ပါတယ်1940ပြည့်နှစ်နိုဝင်ဘာလအထိစေဘက်ဆိုင်ရာအရန်တရင်တစ်ခုမှာဒုဗိုလ်အဆင့်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီနောက်ပို့ရှ်နန်မြို့မှာရှိတဲ့ SS လူမျိုးစုနဲ့အခြေချနေထိုင်ရေးပင်မရုံးကိုပြောင်းရွှေ့တာဝန်ပေးခြင်းခံခဲ့ရပါတယ်အဲ့ဒီနေရာမှာပဲဂျာမန်သွေးတော်သူဖြစ်တတ်မှတ်ရန်လျှောက်ထားသူများကိုစစ်ဆေးကဲဖြတ်ရတဲ့တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်1940ပြည့်နှစ်ကုန်မှာတော့မန်ဂလေးက9ခုမြောက် SS ပန်ဇာတပ်မှဝိုင်ကင်းရဲ့အင်ဂျင်နီယာတရင်ကိုရောက်ရှိခဲ့ပါတယ်အစပိုင်းမှာလက်ထောက်ဆေးဘက်ဆိုင်ရာအရာရှိဖြစ်ဆောင်ရွက်ခဲ့ပြီးတော့1942ခုနှစ်အောက်တိုဘာလမှာတော့အနီးကဆေးဘက်ဆိုင်ရာအရာရှိဖြစ်လာခဲ့ပါတယ်သူ့ရဲ့တရင်က1942ခုနှစ်ဧပြီလမှာနယ်မြေမှာလေ့ကျင့်မှုများပြုလုပ်ပြီးတဲ့နောက်ဆိုဗီယက်ယူနီယံကိုကျူးကျော်မဲ့ဘာဘာရော်ဆာစစ်စင်ရေးစတင်ရန်လက်ဗလင်မြို့အရှိတောင်ဘက်မှာစောင့်ဆိုင်းခဲ့ရပါတယ်ဂျိုးဇက်မန်ဂလေးရဲ့တပ်ဖွဲ့ကဇွန်လ30ရက်နေ့မှာယူကရိန်းနယ်မြေအတွင်းချင်းနှင်းဝင်ရောက်ခဲ့ပါတယ်ဇူလိုင်လ2ရက်နေ့မှာတော့တပ်မရဲ့ဝစ်စလန်တရင်မူစနိုက်ပါအပစ်ခံပြီးတေဆုံးသွားသည့်အတွက်တုံ့ပြန်မှုအနေနဲ့ဝိုင်ကင်းတပ်မမှာတပ်ဖွဲ့ဝင်များကဂျူးလူမျိုးထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ပါတယ်မန်ဂလေးကသူ့ရဲ့ရဲစွမ်းတပ်တီကြောင့်ဇူလိုင်လ14ရက်နေ့မှာဒုတိယအဆင့်တန်ကရင်ဖြတ်တစိတ်ကိုရရှိခဲ့ပါတယ်အဲဒီနောက်မှာတော့မန်ဂလေးကမိလောင်နေတဲ့တင်ကားတွေကနေဂျာမန်စစ်သည်တို့ကိုကဲထုတ်ခဲ့လို့ပထမအဆင့်တန်ကရင်ဖြတ်တစိတ်အနက်ရောင်ဒဏ်ရာရတစိမ့်နဲ့ဂျာမန်ပြည်သူများစောင့်ရှောက်ရေးတစိမ့်တို့ကိုချင်းမြင်ခြင်းခံခဲ့ရပါတယ်1942ခုနှစ်အလယ်ပိုင်းမှာတော့ Rostock on Don အနီးတစ်ဝိုက်တိုက်ပွဲမှာပြင်းထန်သောဒဏ်ရာရခဲ့လို့ခြေတန်းတွင်စစ်မှုထမ်းရန်မတင်တော့ကြောင်းသတ်မှတ်ခြင်းခံခဲ့ရပါတယ်သူပြန်လည်ကျမ်းမာလာပြီးတဲ့နောက်မှာတော့ဘာလင်မြို့မှာရှိတဲ့ SS လူမျိုးစုနဲ့အခြေချနေထိုင်ရေးပင်မရုံးချုပ်ကိုပြောင်းရွှေ့ခြင်းခံခဲ့ရပါတယ်1943ခုနှစ်ဧပြီလမှာတော့သူကဗိုလ်ကြီးအဆင့်ယာရုတိုးမြင့်ခြင်းခံခဲ့ရပါတယ်
အဲ့ဒီနောက်မှာတော့အော်ရှ်ဝစ်အချင်းစခန်းရဲ့ဝန်ဆောင်မှုဌာနကိုပြောင်းရွှေ့ရန်လျှောက်ထားခဲ့ပါတယ်အော်ရှ်ဝစ်အချင်းစခန်းကိုရောက်ရှိခဲ့ပြီးတဲ့နောက်အော်ရှ်ဝစ်ရဲ့အဓိကစစ်ဘက်ဆိုင်ရာအရာရှိအဒူဝါဝစ်ကမန်ကလေးကိုအော်ရှ်ဝစ်2ဒီယာကီနူမှာရှိတဲ့ရိုမာနီခေါ်ပိုလန်ဂျီပစီမီသားစုစခန်းရဲ့အဓိကဆရာဝန်ဖြစ်ခန့်အပ်ခဲ့ပါတယ်အော်ရှ်ဝစ်အချင်းစခန်းရဲ့မူလရည်ရွယ်ချက်ကကျုံပြုတ်ခိုင်းစေမဲ့အလုပ်သမားများထားရှိရန်ဖြစ်ပေမဲ့လည်းအလုပ်စခန်းနဲ့လူမျိုးတုံးတပ်ဖြတ်ရေးစခန်းပေါင်းစပ်ထားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ငါစီတို့ထိန်းချုပ်ထားတဲ့ဥရောပတခွင်ကအကျဉ်းသားများကိုယထာများဖြင့်နေ့စဉ်အော့စဝိတ်ချင်းစခန်းကိုပို့ဆောင်ခဲ့ကြပါတယ်။1942ခုနှစ်ဇူလိုင်လမှာစပြီး SS ဆရာဝန်များကအချင်းစခန်းကိုရောက်ရှိလာတဲ့ဂျူးလူမျိုးများကိုမျိုးစားခွဲခြားခြင်းများပြုလုပ်ခဲ့ကြပါတယ်။အလုံးလုံးနိုင်သူတွေကိုစခန်းထဲပေးဝင်ပြီးအလုံးမလုံးနိုင်လို့ယူဆတဲ့သူတွေကိုတော့တန်းငွေကမ်းများကိုပို့ဆောင်ကချက်ချင်းတပ်ဖြတ်ခဲ့ကြပါတယ်။တပ်ဖြတ်ရန်ရွေးချယ်ခံရသူများကစုစုပေါင်းရဲ့၄ပုံ၃ပုံကရှိပါတယ်။အဲ့ဒီထဲမှာကလေးတငယ်အားလုံးဒီပါကလေးငယ်ပါတော့မိခင်များကိုဝင်ဆောင်များတက်ကြီးရွယ်ဦးများနဲ့ကျမ်းမာတန်ဆွမ်းမှုမရှိဘူးထင်ရသူအားလုံးပါဝင်ပါတယ်။မန်ကလေးကအပတ်စဉ်စေယုံဆောင်များကိုတွားရောက်စစ်ဆေးပြီးနှစ်ပတ်ကြာတဲ့အထိကျမ်းမာရေးပြန်ကောင်းမလာတဲ့အကျဉ်းသားမှန်သမျှကိုတန်းငွေကမ်းသို့ပို့ဆောင်ရန်အမိန့်ပေးလိရှိပါတယ်။မန်ကလေးရဲ့အဓိကတာဝန်တစ်ခုကအသစ်ရောက်လာတဲ့အကျဉ်းသားများကိုအမျိုးအစားခွဲခြားပေးရခြင်းဖြစ်ပါတယ်။သူကသူ့ရဲ့စံတတ်မှုများအတွက်အမွာတွေကိုရှာဖွေဖို့တာဝန်ချိန်မဟုတ်သည့်တိုင်ယထာဆိုက်ရောက်ရာနေရာများကိုလည်းတွားရောက်လိရှိပါတယ်။သူရဲ့သူတွေနာကိုကူညီပေးနိုင်မဲ့ဆရာဝန်များစေဝါကျန်းကျင်သူများနဲ့ဆေးဘက်ဆိုင်ရာပညာရှင်များကိုလည်းရှာဖွေလိရှိပါတယ်။တခြား SS ဆရာဝန်တွေကလူရေးချေခြင်းတာဝန်ကိုစိတ်ဖိစီးစရာမနစ်မြို့စရာတာဝန်ဖြစ်ရှုမြင်ပေမဲ့မန်ကလေးကတော့လေးချွန်ချင်းသို့မဟုတ်ပြုံးရွှင်နေခြင်းများဖြင့်အဲ့ဒီတာဝန်ကိုအလွန်တက်ကြွစွာလှုပ်ဆောင်လေးရှိပါတယ်။သူကဒီယာကီနူတန်းငွေကားများအတွင်းအဆူလိုက်ပြုံးလိုက်တပ်ဖြတ်ရမှာအသုံးပြုတဲ့ဆိုင်ရာ၌အခြေခံပို့သက်စေထည့်သွင်းမှုကိုကြည့်ကြရတဲ့တာဝန်ခံ SS ဆရာဝန်များထဲမှာတဝူလည်းဖြစ်ပါတယ်။အမျိုးသမီးအချင်းစခန်းအတွင်းမှာတိုက်ဖိုက်ယောဂါကုဆက်ပြန်ပွားတဲ့အခါမှာတော့မန်ကလေးကဂျိုးမျိုးသမီး600ရှိတဲ့အဆောင်တစ်ခုလုံးကိုတန်းငွေကန်းသို့ပို့ဆောင်တပ်ဖြတ်လိုက်ပါတော့တယ်။အဲ့ဒီဆောင်ကိုစေကြောတန့်စင်ပြီးမှဘေးဆောင်မှာရှိတဲ့အကျဉ်းသားတွေကိုရေချိုးပေးခြင်းတန်းချပေးခြင်းနဲ့ဝတ်စားတင်များလဲလှယ်ပေးခြင်းတို့ပြုလုပ်ပြီးတန့်စင်ပြီးသားအဆောင်ကိုပြောင်းရွှေ့စေခဲ့ပါတယ်။အဲ့ဒီလိုပဲစကားလက်ဖျားယောဂါဝက်တက်နဲ့အခြားကူးစက်ယောဂါများဖြစ်ပွားခြင်းတွေမှာလည်းတပ်ဖြတ်ခြင်းနဲ့တန့်စင်ခြင်းနည်းလမ်းကိုပဲအသုံးပြုခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်ချက်တွေကြောင့်မန်ကလေးကစစ်မှုထမ်းကောင်းတစ်စိတ်ကိုရရှိခဲ့ပြီး1944ခုနှစ်မှာဒီယာကီနူစကန်ခွဲရဲ့ပရမဒန်းစားဆရာဝန်ဖြစ်ယာရူတိုးမြင့်ခြင်းခံခဲ့ရပါတယ်။မန်ကလေးရဲ့လူသေဇနာအတွက်အသုံးပြုခံရတဲ့အကျဉ်းသားများကအခြားကျဉ်းသားတွေထက်အစားအသောက်ပုံမှုကျွေးခံရပြီးနေထိုင်မှုလည်းအခြေအနေအနည်းငယ်ပိုကောင်းပါတယ်။တန်းငွေကန်းအတွင်းတပ်ဖြတ်ခံရမဲ့ဘေးမှာလည်းခိတ္တဆိုင်ငံ့ထားခြင်းခံခဲ့ရပါတယ်။သူ့ရဲ့စံသက်ခံများကတည်တံ့ဆောင်တွေမှာနေထိုင်ကြရပြီးတော့ကလေးငယ်များကိုလည်းတွားရောက်ကြည့်ရှုတဲ့အခါမန်ကလေးကမုံများပေးတတ်လို့ဦးလေးမန်ကလေးရဲ့လို့ခေါ်ဆိုခဲ့ကြပါသေးတယ်